တရက်တည်းရဲ့သတင်းတွေကိုကြည့်ုံနဲ့တိုင်းပြည်ပြည်ရဲ့အခြေအနေကိုဘလောက်အထိနားလည်နိုင်မယ်လို့ထင်ပါတယ်လေကဲရှုပ်ထွေးပွေလီနေရဲ့မြန်မာရေးကိုသတင်းကောင်းစင်တွေကနေတဆင့်တရက်တန်းနဲ့ဘာရီမြင်နိုင်မလဲဆိုတာအတူတူကြည့်ကြရအောင်အထီးကမိခွန်းကတော့ဒါပါပဲဒီအဖြေကိုရှာဖို့2026ခုနှစ်ဖေဖော်ဝါရီလ15နဲ့16ရက်နေ့ကသတင်းတွေကိုကြည့်ပြီးမြန်မာနိုင်ငံမှာဘာတွေဖြစ်နေလဲဆိုတာကိုအတူတူပုံဖော်ကြည့်ကြပါမယ်ဒါမဲ့ဒီအဖြစ်တွေကိုမလေးလာခင်မှာသတင်းရောက်ဖို့ကိုယ်တိုင်ကဘလောက်ခက်ခဲလဲဆိုတာအရင်ကြည့်အောင်ပါမယ်တင်းချတဲ့ကန်သက်မှုတွေကြားတဲ့ကဒီလွတ်လပ်တဲ့သတင်းဌာနတွေဆိုတာကနိုင်ငံထဲမှာဘာတွေဖြစ်နေလဲဆိုတာကိုချောင်းကြည့်လို့ရတဲ့တစ်ခုတည်းသောဖြစ်တင်ပေါက်တွေလို့ခင်းနေတာပါ Facebook လိုလူအများသုံးတဲ့နေရာတွေကိုတောင်မကြာခဏပိတ်ထားတယ်ဆိုလို့သတင်းအချက်လက်စီးဆင်းမှုကိုယ်တိုင်ကကိုဒီဇလိုင်းရဲ့အရေးကြီးတဲ့အပိုင်းတစ်ပိုင်းထည့်လာတာပေါ့ကဲဒါဆိုရင်အသေးစိတ်လေးလာကြည့်ကြအောင်ဒီနေ့မှာတော့အထူးကအကြောင်းအရာ၄ပိုင်းခွဲပြီးပြောပြသွားပါမယ်ပထမဆုံးတိုက်ပွဲသတင်းတွေပြီးရင်စစ်ကောင်စီရဲ့နိုင်ငံရေးကစားကွက်တွေနောက်ပြည်သူတွေရဲ့ပေးဆက်မှုတွေနဲ့အဆုံးမှာတော့ကဘာကကြီးပေါ်မှာဘလို့သဘောထားလဲဆိုတာတွေကိုကြည့်သွားကြမယ်ကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်တိုက်ပွဲရှေ့တန်းကသတင်းတွေပါတနိုင်ငံလုံးမှာလက်နက်ကင်ပဋိပက္ခတွေကဘယ်အခြေအနေအထိရောက်နေပြီလဲဆိုတာကိုအနီးကလဲလာကြည့်ကြမယ်ဥပမာအနေနဲ့ပြောရရင်မြောက်ပိုင်းကချင်းပညာမှာဆိုရင်တော်လန်ရေးတပ်ဖွဲ့တွေက FPV drone လို့ခီမီနီးပညာတွေသုံးပြီးလီစိတ်ကိုဖိမှတ်ကြားတိုက်ခိုက်နေတာမျိုးပေါ့ဒါကတိုက်ပွဲတွေရဲ့နီးပညာပိုင်းဘယ်လောက်ထိပြောင်းလဲလာပြီလဲဆိုတာကိုညွှန်ပြနေတာပဲပြီးတော့တိုက်ပွဲတွေကနေရာဒေသတစ်ခုထဲမှာဖြစ်နေတာမဟုတ်ပါဘူးမန္တလေးတိုင်းလိုအချက်ချကြတဲ့နေရာမှာတော့စစ်တပ်စစ်ကြောင်းတွေနဲ့တော်လန်ရေးအဖွဲ့တွေကြားတိုက်ပွဲတွေကပြင်းထန်နေတော့ပဲအလားတူပဲတောင်ဘက်ဖခုတိုင်းမှာလည်းကြည်ပါနှစ်ရက်ကြာတိုက်ပွဲအတွင်းမှာစစ်ကောင်စီဘက်ကထိခိုက်မှုတွေရှိခဲ့တယ်ဆိုတဲ့သတင်းတွေကလက်နက်ကိုက်တော်လန်တွေဟာတနိုင်ငံလုံးအတိုင်းအတာနဲ့အရှိန်အဟုန်မပြတ်သေးဘူးဆိုတာကိုသက်သေပြနေတယ်လို့ပါပဲ SSC ဆိုတာကိုအလုံးတည်ပြီးသားဖြစ်မှာပါဒါပေမဲ့ပြန်ရွေးအနေနဲ့ပြောရရင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတာ2020ခုနှစ်မှာအာဏာသိမ်းခဲ့တဲ့စစ်ဆိုရကိုရည်ညွှန်းတာဖြစ်ပါတယ်ဒီစကားကိုတစ်ချက်ကြည့်ပါဒါကစစ်ကောင်စီရဲ့ဒုတိယခေါင်းဆောင်ကိုလိုက်ပြောခဲ့တဲ့စကားမြန်မာနဲ့တရုတ်ဟာရွေးချယ်စရာမရှိတဲ့အိမ်နီးချင်းကောင်းနေတဲ့ဒီစကလုံးလေးတစ်ခွန်းကသူတို့ရဲ့နိုင်ငံခြားရေးမူဝါဒမှာတရုတ်နိုင်ငံကဘလို့အရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေလဲဆိုတာကိုအထင်ရှားဖော်ပြနေလာပဲတစ်ဖက်မှာလည်းပြည်သူလူထုကိုပိုပြီးတင်းတင်းကျပ်ကျပ်ထိန်းချုပ်ဖို့ကြိုးစားနေတာတွေတွေ့ရတယ်ဥပမာ digital e-passport တွေထုတ်ပေးဖို့စီစဉ်နေတာမျိုးပေါ့ဒါဟာပြည်သူတွေရဲ့တွာလာလှုပ်ရှားမှုတိုင်းကိုပိုပြီးစောင့်ကြည့်ပြီးထိန်းချုပ်နိုင်ဖို့အတွက်လှမ်းနေတဲ့ခြေလှမ်းတစ်ခုလိုပဲပြောအောင်ပါပေါ့အခုအချက်ကတော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဒီယောကပဲခဲထော်လန်ရဲ့တရင်ကြောင့်ပြည်ရဲ့ရေတွဝင်ကြီးလိုထိပ်ပိုင်းရရှိသေးတွေတောင်မူရဲ့စေဝါကိစ္စနဲ့ပတ်သက်ပြီးအဖမ်းခံရတယ်ဆိုတော့စဉ်းစားကြည့်ပါဒါဟာစစ်ကောင်စီရဲ့အတွင်းပိုင်းအထီကိုတရုတ်ရဲ့ဩဇာကဘလောက်နဲ့ရွှိုင်းတက်ရောက်နေလဲဆိုတာကိုဖျားနေတာတနည်းအားဖြင့်ပြည်တွင်းအာဏာအပြိုင်မှုတွေရဲ့တစ်စိတ်တစ်ပိုင်းလည်းဖြစ်နိုင်တာပေါ့ဒီလိုတိုက်ပွဲတွေနိုင်ငံရေးကစားကွက်တီအားလုံးရဲ့နောက်ကွယ်မှာတကယ်တော့အထိနာဆုံးကဘသူတွေလဲတာမန်ပြည်သူတွေပါပဲကဲအခုဒီပฏิပတ်ခါတွေကသူတို့ရဲ့နှီးစင်ဘဝတွေကိုဘလို့တောင်ရိုက်ခတ်နေလဲဆိုတာကိုကြည့်လိုက်ကြရအောင်ဒီတရင်ကောင်းစင်တွေကိုကြည့်လိုက်ဒါတွေကအစင်းတကူတက်တက်မဟုတ်ဘူးတရက်တည်းမှာဖြစ်ပျက်ခဲ့တဲ့အထီးမှန်တွေညောင်ဦးလိုနေရာမှာရွာတွေ30နီးပါးမိရှုခံရတယ်လူပေါင်း1000ကျော်အိမ်ချေမဲ့ဖြစ်သွားတယ်ငါဖန်တမားတွေစီကနေလုံကြုံကျေးဆိုပြီးအတင်းငွေညစ်တာတွေစစ်မှုထမ်းဦးလေကိုအကြောင်းပြပြီးလူငယ်တွေကိုဖြစ်မှတ်ထန်ငွေတောင်းတာတွေနောက်ရခိုင်မှာဆိုရင်ဘုံတန်ကြောင့်3လသားရွယ်ကလေးတယောက်အပါအောင်အရက်သားတွေတည်ဆုံးခဲ့ရတယ်မင်းပြမှာလဲစစ်ကြံဘုံကြောင့်မွတ်စလင်အမျိုးသား2ယောက်အသက်ဆုံးရှုံးခဲ့ရပြန်ရောဒီလိုဖြစ်ပျက်တွေကနေရာအနှံ့မှာပါချားပြည်နယ်မှာလည်းဒီလိုပါပဲဟိုးဘုံမြို့နယ်မှာဆိုရင်ဘိုးဘွားပိုင်မြေပေါ်မှာနေလာတဲ့မိသားစု250ကျော်သူတို့ရဲ့အိမ်တွေကိုအင်အားသုံးဖိရှားပြီးမယ်လို့ချင်းချောက်ခံနေရတယ်ဒါကလက်နက်ကင်ပဋိပက္ခတတ်မဟုတ်တော့ဘူးလူတွေရဲ့အသက်မွေးဝမ်းကြောင့်သူတို့ရဲ့အနာဂတ်အားလုံးကိုဖျက်ဆီးနေတာနဲ့အတူတူပဲဒီအဖြစ်အပျက်ဒီအားလုံးကမြန်မာနိုင်ငံထဲမှာပဲဖြစ်နေတာတော့မဟုတ်ဘူးနိုင်ငံတကာအထူးသဖြင့်ကမ္ဘာအင်အားကြီးနိုင်ငံတွေရောဒီအရေးကိုဘလို့ရှုရနေလဲကဲကမ္ဘာဇက်ခုံပေါ်ကအခြေအနေကိုတစ်ချက်ကြည့်ကြရအောင်ဒီနေရာမှာချင်းကပ်ပုံမတူတဲ့အင်အားကြီးနှစ်နိုင်ငံကိုရှင်းရှင်းလင်းလင်းတွေ့နိုင်တယ်တစ်ဖက်မှာအမေရိကန်သူကဒီမိုကရေစီလှုပ်ရှားမှုကိုထောက်ခံတဲ့ BRAVE Act ဆိုတဲ့ဥပဒေကိုတည်ပြုပြီးတော့အားပေးမှုတွေလုပ်နေတယ်။ဒါပေမဲ့ဒါကဥပဒေပိုင်းရအဝေးကနေထောက်ပံ့တာမျိုးပေါ့။နောက်တစ်ဖက်မှာကျတော့တရုတ်သူကစစ်ကောင်စီနဲ့ direct ပူးပေါင်းဆောင်ရွက်နေတယ်။ထောက်လိုင်းရေးသတင်းတွေပေးတယ်။အိန္ဒိယသွမှုတရားထွက်ပေါ်လို့မဟာဗျူဟိုက်မြတ်စီးပွားရေးအကျိုးမြတ်တွေကိုမျှော်ကိုးတယ်။
ဆိုတော့တယောက်ကအဝေးကနေမူဝါဒအရာထောက်ခံတယ်နောက်တစ်ယောက်ကတော့မြေပြင်မှာလက်တွေ့ကြကြပူးပေါင်းနေတယ်ချင်းကက်ပုံကလုံးဝကိုကွဲပြားနေတာတွေ့ရမှာပါ အခုပြောခဲ့တာဒီအားလုံးကတရက်တင်မှာဖြစ်ပစ်ခဲ့တဲ့တင်းတွေပဲရှိပါသေးတယ်။တနိုင်ငံလုံးမှာတိုက်ပွဲတွေနိုင်ငံတကာရဲ့အားပြိုင်မှုတွေပြီးတော့ပြည်သူတွေရဲ့နာကျင်မှုတွေနဲ့ပြည်နေတဲ့တင်နေတာပေါ့။ဆိုတော့နောက်ဆုံးမေးစရာရှိတဲ့မိခွန်ကတော့ဒီနေ့တရက်တဲကအခြေအနေတွေကဒီလောက်အထိပြင်းထန်နေရင်မနေ့ဖနေ့ရဲ့သတင်းခေါင်းစဉ်တွေကရောဘလို့ပုံစံမျိုးဖြစ်လာအောင်မလဲ။